ရာဝန်တွေအနေနဲ့လူနာတယောက်ကိုဆေးတစ်မျိုးပေးဖို့မညွှန်ကြားခင်သူနာပြုတွေအနေနဲ့လူနာကိုဆေးတိုက်ဆေးထိုးဆေးသွင်းဖို့မလုပ်ခင်လူနာရဲ့မှတ်တမ်းဖိုင်ထဲမှာကြည့်ရမယ်အရေးကြီးဆုံးချက်တစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့လူနာကဘယ်ဆေးတွေနဲ့မတည့်ဘူးလဲဆိုတော့လူနာရဲ့ drug allergy list ဖြစ်ပါတယ်။ဘာကြောင့် drug allergy list ကိုသိဖို့လိုလဲဆိုတော့လူနာနဲ့မတည့်တဲ့ဆေးကိုတိုက်မိမယ်ထိုးမိမယ်အကြောကနေတဆင်သွင်းမိမယ်ဆိုရင်အကယ်၍ဒီလူနာသည်ဒီဆေးနဲ့မတည့်ခဲ့ဘူးဆိုလို့ရှိရင်ဖြစ်ပေါ်လာနိုင်တဲ့ drug allergy သည်ရိုးရိုးသားမှန်အခြေအနေကနေပြီးတော့အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့အထိဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကျမအနေနဲ့ဒီနေ့ဒီဗီဒီယိုလေးကနေပြီးတော့ဆေးနဲ့မတည့်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ယောဂလက္ခဏာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ drug allergic reaction ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ယောဂလက္ခဏာတွေကတော့ဆေးတောက်ပြီးတဲ့နာရီပိုင်းကနေပြီး24နာရီအတွင်းမှာတာမန်အရေပြားရားရံခြင်းတွေဖြစ်လာတတ်တယ်။အဲဒီကမှတစ်ဆင့်ကိုရင်းအင်္ဂါနှစ်ခုထပ်ပို့ပြီးတော့တက်ရောက်လာပြီဆိုလို့ရှိရင် anaphylaxis shock လို့ခေါ်တဲ့ခန္ဓာကိုယ်မှာရှိတဲ့တခြားသောအရေးကြီးတဲ့ကိုရင်းအင်္ဂါတွေဖြစ်တဲ့နှလုံးတွေအဆုတ်တွေအထိတက်ရောက်လာခြင်းဖြစ်ပါတယ်။အဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်လူနာအနေနဲ့သွေးပေါင်တွေကျလာမယ်နှလုံးခုန်နှုန်းမြန်လာမယ်အသက်ရှူလမ်းကြောင်းလေပြွန်မှာရှိတဲ့ကြွက်သားတွေဒီတဖြည်းဖြည်းကျဉ်လာပြီးအသက်ရှူတွေကျက်လာတယ်။နောက်ဆုံးအသက်ရှူလို့မရတဲ့အထိဖြစ်လာတယ်။မျက်လုံးတစ်ဝိုက်တွေရောင်လာတယ်။နှာခမ်းတွေရောင်လာတယ်ရှာတွေထူပြီးတော့အသက်ရှူလမ်းကြောင်းတွေပိတ်သွားတယ်ဒီအထီကိုအသက်အန္တရာယ်ကအင်မတန်မှစိုးရိမ်ရပါတယ်ဒီလိုအခြေအနေဖြစ်လာပြီဆိုရင်အရေးကြီးဆုံးချက်ကတော့အနည်းစရဆေးရုံကိုပြေးရမှာဖြစ်ပါတယ်ဒါကတာမန်ပြင်ပဆေးကမ်းမှာတင်ကိုကုသလို့မရပါဘူးဒီပေါ်အခြေအနေကိုကုသပေးနိုင်တဲ့ဆရာဝန်တွေရှိတဲ့ဆေးရုံကိုအမြန်ဆုံးပြေးရမှာဖြစ်ပါမြန်မာပြည်မှာနေထိုင်တဲ့သူတွေဆိုရင်ကိုမျိုးနယ်နဲ့နီးစပ်ရာဘေးဆေးရုံကဒီလိုကုသမှုတွေပေးနိုင်လဲဆိုတဲ့ resource တွေကိုကြိုတင်ပြီးတည်ထားဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအသက်အန္တရာယ်ဖြစ်လာတဲ့အချိန်ဆိုတာမိနစ်ပိုင်းစက္ကန့်ပိုင်းအလိုက်လူနာရဲ့အသက်အန္တရာယ်ကအရန်ကိုအရေးကြီးလာပြီဖြစ်ပါတယ်။ US ကဆေးရုံတွေမှာဆိုရင်သူနာပြုတွေကိုpossible drug allergic reaction ဖြစ်လာပြီဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျမတို့ training တွေပေးထားပါတယ်။ကိုသွင်းနေတဲ့ဆေးကြောင့်လူနာက allergic reaction ဖြစ်လာတဲ့လက္ခဏာတွေခံစားလာရပြီဆိုရင်ကျမသွင်းနေတဲ့ဆေးကိုချက်ချင်းရပ်ပစ်လိုက်တယ်။ပထမဦးဆုံးကျမသွေးပေါင်ချိန်တိုင်းလိုက်တယ်။နှလုံးခုန်နှုန်းယူလိုက်တယ်။စောင့်ကြည့်ပြီးလူနာကမသက်သာဘူးဆိုလို့ရှိရင်ကျမတို့ကိုဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းလိုအပ်တဲ့ step by step instruction တွေအတိုင်းပေးတဲ့ဆေးတွေကိုပေးတယ်ပေးလို့မှမသက်သာဘူးဆိုလို့ရှိရင်ကျမတို့ဒါ rapid response team လို့ခေါ်တဲ့ဆေးရုံရဲ့ emergency response system ကိုကျမဒါ activate လုပ်လိုက်တယ်အဲ့လိုလုပ်လိုက်ပြီဆိုရင်တော့သက်ဆိုင်ရာဆရာဝန်တွေကို ICU က nurse တွေကိုကျမထက်ပိုပြီးကျွမ်းကျင်တဲ့သူနာပြုတွေအကုန်လုံးဒီလူနာအခန်းထဲကိုချက်ချင်းရောက်လာပြီးလူနာရဲ့အသက်ကိုအမြန်ဆုံးကယ်ပေးကြမှာဖြစ်ပါတယ်ဒါကကျမတို့ US မှာပုံမှန်လုပ်နေတဲ့ standard guideline ပဲဖြစ်ပါတယ် drug allergic reaction ဖြစ်ရခြင်းအကြောင်းရင်းကတော့ကျမတို့ရဲ့ခန္ဓာကိုယ်ခံအားစနစ်ကြီးဖြစ်တဲ့ immune system ကြီးကဒါ overreactive ဖြစ်ခြင်းပါ immune system ရဲ့အလုပ်ကဘာလဲဆိုတော့ကျမတို့ခန္ဓာကိုယ်ကိုပြင်ပကဝင်လာတဲ့ bacteria တွေ virus ပိုးတွေဝင်လာခဲ့ပြီဆိုရင်ကာကွယ်ဖို့ဖြစ်ပါတယ်ကိုယ်ခံအားစနစ်ကြီးကရောဂါပျောက်ဖို့အတွက်တောက်လိုက်တဲ့ဆေးကိုအမှတ်မှားပြီးတော့ overreaction ဖြစ်တယ်ဒီလို overreaction ဖြစ်တဲ့အချိန်မှာ immune system တွေကmast cell ဆိုတာကနေပြီးတော့ histamine ဆိုတဲ့ဓာတ်တွေကိုခန္ဓာကိုယ်ထဲကိုထုတ်လိုက်တယ်ဒီလိုထုတ်လိုက်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံး inflammatory response လို့ခေါ်တဲ့ငါပြန်ပြီး reaction ဖြစ်တာပါ။ဘာတွေဖြစ်လာလဲဆိုတော့မျက်လုံးတွေရောင်လာတယ်။နှာခမ်းတွေထူလာတယ်။ရှားတွေထူလာတယ်။လေပြွန်မှာရှိတဲ့ကြွက်သားတွေဒီတဖြည်းဖြည်းထူလာပြီးတော့ကျမတို့လေပြွန်တွေပိတ်လာပြီးအသက်ရှူမရခြင်းတွေဖြစ်ရခြင်းဖြစ်ပါတယ်။ဘလို့ဆေးမျိုးတွေကလူနာတွေနဲ့မတည့်နိုင်ဘူးလဲဆိုရင်အများဆုံးပိုးသက်ဆေးတွေဖြစ်တဲ့ penicillin နဲ့ sulfur drug အုပ်စုတွေဒီ allergic reaction အဖြစ်များကြပါတယ်။ထက်ဆေးအုပ်စုတစ်စုကတော့ non-steroidal anti-inflammatory drug အုပ်စုတွေဖြစ်ပါတယ်။ဒီလိုဆေးတွေကိုတောက်ဆေးဖြစ်ဖြစ်ထိုးဆေးဖြစ်ဖြစ်အကျောဆေးကဖြစ်ဖြစ်ပထမဦးဆုံးအကြိမ်သုံးစွဲပြီးဆိုရင်ကာယကံရှင်လူနာအနေနဲ့မိမိရဲ့ခန္ဓာကိုယ်ကိုဂရုတစိုက်သေချာစောင့်ကြည့်ဖို့လိုပါတယ်။
အကယ်၍ drug allergic reaction ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ဤဆက်ရဆေးရုံကိုသွားပြီးကိုယ်ပဲဆေးတောက်ထားတယ်ဆိုတာကိုသက်ဆိုင်ရာတာဝန်ကျကျန်းမာရေးဝန်ထမ်းတွေကိုပြောထားတဲ့ဆေးအကြောင်းကိုပြောပြရမှာဖြစ်ပါတယ်။တောင်ပြင်ပလူနာဆေးကန်းတွေမှာဆိုရင် guideline တွေရှိတယ်။ဒီဆေးသွင်းပြီးချင်းလူနာကိုပြန်မလွှတ်သေးဘူး။နာယူဝက်အနေနဲ့စောင့်ကြည့်တယ်။တို့ဆေးတွေဆိုရင်ကျမတို့တနာရီအထိကိုလူနာကိုပြန်မလွှတ်ပဲဆေးကန်းမှာခဏထိုင်ထားခိုင်းနေပေါ့နော်။ဒီတနာရီအထိစောင့်ကြည့်ပြီးလို့မှ allergic reaction မဖြစ်ဘူးဆိုမှကျမတို့အိမ်ကိုပြန်လွှတ်ကြပါတယ်။ဘိုင်းတွေကရှိရလဲဆိုလူနာကဆေးကန်းကိုဆေးလာသွင်းတယ်ပြီးတော့ချက်ချင်းပြန်သွားတယ်။အိမ်ကိုကားမောင်းပြီးပြန်သွားတယ်။ကားမောင်းနေရင်လည်းလမ်းမှာ allergic reaction ထဖြစ်လို့ဆေးရုံကိုခေါ်သွားရတဲ့လူနာတွေကျမတို့တွေ့ရှိရတယ်။ဒါကြောင့်နောက်ပိုင်းမှာ US ကပြင်ပဆေးကန်းတွေမှာစမဦးဆုံးဒီဆေးကိုသွင်းတာဆိုလို့ရှိရင်နာရီဝက်အထိစောင့်ကြည့်ရမယ်ဆိုတဲ့ guideline တွေကကျမတို့စီမှာ US မဟုတ်ပေမဲ့တခြားတိုင်းပြည်တွေမှာဆိုလို့ရှိရင်လေဒီလို possible drug allergic reaction တွေကိုကုသဖို့အတွက်အဓိကအရေးပေးထားသင့်ပြီးတိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာနိုင်ငံမှာနေထိုင်တဲ့လူတိုင်းဒီဆေးရုံဆေးကန်းတွေကိုအမြဲတမ်းသွားရောက်ကုသခြင်းမရှိဘူး။ဆိုင်ရာဆေးဆိုင်တွေကိုသွားတယ်ကိုလိုချင်တဲ့ဆေးတွေကိုဝယ်တောက်ကြတယ်ပြီးရင်အိမ်မှာဒီလို drug allergic reaction တွေဖြစ်လို့ဖြစ်မှန်းမသိတဲ့လူတွေရှိကောင်းရှိနိုင်ပါတယ်။ဒီလိုဖြစ်လာပြီဆိုရင်ကလေးတွေလူကြီးတွေအသက်အရွယ်မရွေးအင်မတန်မှအရေးကြီးတဲ့ life threatening situation ဖြစ်ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လူနာတွေကိုကျမတို့ education ပေးရမှာကကျမတို့ရဲ့တာဝန်ဖြစ်ပါတယ်။ထို့အတူဒါနဲ့ပတ်သက်ပြီးလူနာအချင်းချင်း awareness လုပ်ဖို့လည်းအရန်ကိုအရေးကြီးလာပါတယ်။ awareness လုပ်တယ်ဆိုတဲ့နေရာမှာကျတို့လူနာအချင်းချင်းကတောက်တဲ့ဆေးလေးတတ်တာလို့သူများကိုလည်းဒီဆေးလေးတောက်ပါလို့တိုက်တွန်းလေးရှိတယ်ပေါ့နော်။ခက်တာကမြန်မာပြည်မှာကတချို့ဆေးတွေဒီဆရာဝန်ဆေးစာမရပဲဆေးဆိုင်တွေမှာတော့ရလူရတဲ့ဆေးတွေအများကြီးရှိတယ်။ဒါပေမဲ့နောက်ထပ်အန်ဒီရေကဘာလဲဆိုတော့ဒီလူနာကဒီဆေးကိုနဲ့ allergic ဖြစ်နိုင်မှမသိဘဲနဲ့ယောဂပျောက်တန်ကြီးရဲ့ဆိုပြီးဆေးဆိုင်ကကိုယ်တိုင်သွားဝယ်ပြီးတောက်လိုက်လို့ allergic reaction ဖြစ်ပြီးဆိုလို့ရှိရင်ဆေးရုံဆေးကန်းကိုသွားရကောင်းမှမသိတဲ့လူနာဖြစ်ခဲ့သည်ရှိတော့ဒါသည်အင်မတန်မှကြောက်စရာကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတော့ကိုလည်းကျမတို့ကျမကြီးဝန်ထမ်းတွေအနေနဲ့ပညာပေးပြောကြားသင့်တယ်လို့ကျမအနေနဲ့ထင်ပါတယ်ကျမအနေနဲ့လူနာကဒီဆေးနဲ့မတည့်ဘူးလို့သူပြောလာပြီးဆိုကျမဘယ်တော့အခါမှပေါ့ပေါ့ဆာဆာမတတ်မှတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါသည်လူနာရဲ့အသက်အန္တရာယ်အတွက်ရန်ရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ဒီလူနာအသက်ဆုံးရှုံးသွားပြီဆိုဒီလူနာတယောက်ရဲ့အသက်တွေမဟုတ်ဘူးဒီလူနာကအိမ်အောင်ဦးစီးဖြစ်ခဲ့သည်ရှိတော့သူ့ကိုမိတွယ်နေရတဲ့မိသားစုရှိတယ်ဒီလူနာသည်မိခင်ဖြစ်ခဲ့သည်ရှိတော့ဒီမိခင်ကိုအားကိုးနေရတဲ့သားသမီးတွေရှိမယ်သူ့ရဲ့အိမ်တော်ဘက်တွေရှိမယ်ဒီလူနာသည်မိဘကိုလှုပ်ကြွေးပြုစုနေရတဲ့သားသမီးဖြစ်ခဲ့သည်ရှိတော့သူ့ကိုအားကိုးနေရတဲ့မိဘတွေဖြစ်မယ်အကယ်၍ကျမတို့ကျမရေးဝန်ထမ်းတွေပေါ့ဆော့သွားလို့ပေးလိုက်ရတဲ့ဘဝသည်တဘဝတည်းမဟုတ်ပါဘူးသူ့ကိုမိခိုနေတဲ့မိသားစုတွေနောက်မှာရှိတယ်ဆိုတာကိုကျမတို့ကျမရေးဝန်ထမ်းတွေအနေနဲ့လည်းနားလည်သိထားဖို့လိုအပ်တယ်လို့ကျမအနေနဲ့ထင်ပါတယ်ဒါကြောင့်ဒီနေ့ဒီဗီဒီယိုလေးကိုကျမအနေနဲ့လုပ်ပေးရခြင်းဖြစ်ပါတယ်